ကဘာတလိုက်ဆက်ခွင်းဟာအာကာသထေကလက်စစ်တပ်ဆောင်အမုံတွေကိုဖမ်းယူထားတဲ့အစွမ်းထက်ထောင်ချောက်တစ်ခုလိုဖြစ်နေတာကိုမိတ်ဆွေတို့သိပါသလားဒီအမုံတွေဟာကဘာပတ်ပတ်လဲမှာမမြင်နိုင်တဲ့ဒိုနတ်ပုံစံအဝိုင်းတစ်ခုအနည်းနဲ့စူးစီးနေကြပြီးဒါကို ring current လို့ခေါ်ပါတယ်ဒီအဝိုင်းထဲမှာဘယ်လိုရှုပ်ဝက်ချက်တွေရှိနေတယ်လဲဆိုတာကိုသိပ္ပံပညာရှင်တွေကအခုမှအဖြေရှာဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်ဒီ ring current ထဲကလက်စစ်ဓာတ်ဆောင်အမုံတွေဟာကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ကြိုတူတယ်နဲ့လက်စစ်ဓာတ်အားလိုင်းတွေကိုတိုက်ရိုက်ထိခိုက်နေတဲ့အာကာသယာတုဥတုသစ်စင်မှာအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။ဒါပေမဲ့ဒီအဝိုင်းဟာဘလို့ကျူးသွားလာပြီးဘလို့ပြန်ကျုံသွားတယ်လဲဆိုတဲ့အချက်လက်တွေကအခုထိတော့ပဟေလီတစ်ခုလိုဖြစ်နေစေပါပဲ။ဒီပဟေလီကိုအဖြေရှာဖို့အတွက် NASA က story လို့ခေါ်တဲ့ mission တစ်ခုကိုစတင်သွားမှာဖြစ်ပါတယ်။ Story Mission ကိုလာမယ့်မေလမှာ Space A ရဲ့34ကြိမ်မြောက်ကုန်စည်ပို့ဆောင်ရေးခီးစဉ်နဲ့အတူလွှတ်တင်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။ဒီစက်ကိရိယာကိုနိုင်ငံတကာအာကာသစခန်းရဲ့အပြင်ဘက်မှာတပ်ဆင်မှာဖြစ်ပြီးအမေရိကန်အာကာသတပ်ဖွဲ့နဲ့ NASA တို့ပူးပေါင်းဆောင်ရွက်တဲ့ STP-H11 စီမံကိန်းရဲ့အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။အာကာသစခန်းရဲ့နေအပြင်ဘက်ကိုလှမ်းကြည့်ရင် Ring current ရဲ့အလှရှားမှုတွေကိုအသေးစိတ်စူးစမ်းသွားမှာဖြစ်ပါတယ်တကယ်တော့ ring current ထဲကအမှုန်တွေဟာမမြင်နိုင်တဲ့အတွက်တာမန်ကင်မရာတွေနဲ့ရိုက်ကူးဖို့မဖြစ်နိုင်ပါဘူး။ဒါပေမဲ့ story ကတော့အမှုန်တွေဟာကမ္ဘာလေထုထဲက electron တွေကိုဖမ်းယူပြီးဓာတ်ပြေသွားတဲ့အခါထွက်ပေါ်လာတဲ့ energetic neutral atoms လို့ခေါ်တဲ့အမှုန်တွေကိုခြေရာခံပြီးပုံဖော်သွားမှာဖြစ်ပါတယ်။ဒီအမှုန်တွေရဲ့အများနှုန်းနဲ့လမ်းကြောင်းကိုတိုင်းတာခြင်းအချင်းသူတို့ဘယ်ကနေလာတယ်လဲဆိုတာကိုသိနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်းတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ဒီအမုံတွေဟာနေစီကလာတဲ့နေလေထဲကနေရောက်လာတာလားဒါမှမဟုတ်ကမ္ဘာလေထုထဲကနေပဲထွက်ပေါ်လာတာလားဆိုတာပါပဲ။ story ကအောက်ဆီဂျင်အတန်တွေကိုအထူးစောင့်ကြည့်သွားမှာဖြစ်ပြီးအောက်ဆီဂျင်အများကြီးတွေ့ရမယ်ဆိုရင်တော့ဒီအမုံတွေဟာကျွန်တော်တို့ကမ္ဘာလေထုကနေလာတယ်ဆိုတာအတည်ပြုနိုင်မှာဖြစ်ပါတယ်။အရင်က mission တွေဟာ ring current ကိုအပေါ်ကနေပဲငုံကြည့်ခဲ့ကြပေမဲ့ story ကကြောအထဲကနေအပြင်ကိုကြည့်မဲ့ထူးခြားတဲ့ရှုထောင့်ကိုအသုံးပြုမှာဖြစ်ပါတယ်။ဒီနီလမ်းဟာကမ္ဘာ equator အနီးကတခြားစက်ကိရိယာတွေကြီးဘူးခက်ခဲတဲ့နေရာတွေကိုပါရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်အောင်ကူညီပေးမှာဖြစ်ပါတယ်။ဒါဟာအရင်ကမမြင်ခဲ့ဘူးတဲ့အချက်လက်သစ်တွေကိုရရှိစေမှာဖြစ်ပါတယ်။အာကာသစခန်းဟာကမ္ဘာကိုပတ်နေတာနဲ့အမျှ story ဟာမိနစ်60တိုင်းမှာ ring current ဟဲပုံရိပ်အပြည့်စုံကိုထလွှာချင်းစီစူးစီးပြီးဖန်တီးပေးသွားမှာဖြစ်ပါတယ်။နေမုန်တိုင်းတွေဖြစ်ပေါ်နေချိန်မှာဒီအဝိုင်းဟာဘလို့ဖြောင်းလဲသွားသလဲဆိုတာကို6လကြာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဒါဟာသိပ္ပံပညာရှင်တွေအတွက်တော့အလွန်တန်ဖိုးရှိတဲ့အချက်လက်တွေဖြစ်လာမှာသိချပါတယ်။ဒီကနေ့ရရှိလာတဲ့အချက်လက်တွေဟာအာကာသယာတိဥထုကိုပုံမတိကျစွာခန့်မှန်းနိုင်ဖို့ကူညီပေးမှာဖြစ်ပါတယ်။ကျွန်တော်တို့မိခိုနေရတဲ့ဤပညာတွေကိုဘယ်လိုကာကွယ်ရမလဲဆိုတာသိလာရမှာဖြစ်သလိုဒါဟာစကြဝဠာရဲ့ရှုပ်ဝက်ချက်တွေကိုဖော်ထုတ်မဲ့ခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။ဒီလိုစိတ်ဝင်စားစရာအာကာသဆိုင်ရာအကြောင်းအရာတွေကိုနောက်ထပ်လည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။